အားလုံးပဲမင်္ဂလာပါအခုကဒီအခု10လပိုင်းပေါ့နော်နေ့ပြင်ဆို10လပိုင်းရောက်ပြီ10လပိုင်းမှာဘာတွေဖြစ်မလဲကျွန်တော်လေးကြည့်ပေးမယ်ပါနော်ဒီနေ့လေးပြောပြပါမယ်10လပိုင်းမှာဆိုရင်ဘာပဲညာကိုကတခုခုဆိုအရှင်ယူချင်နေတယ်တအားဟိုပါပေါ့နော်တခုခုဆိုမြ мян ဆက်ဆက်မဲကိုကလှုပ်ချင်စိတ်ဖြစ်နေမယ်ပေါ့နော်ပြီးရင်လူမှုရေးဘိန်းမှာဆိုရင်အတိတ်ခံလူမှုရေးဘိန်းမှာဆိုရင်ဘယ်လိုပြောမလဲအတိတ်ခံအဲ့လိုပေါ့နော်ကိုယ်မကြည်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးကိုယ်အနောက်ရှက်ပေးချင်တဲ့လူတွေအဲ့လိုမျိုးတွေနဲ့ကြုံတွေ့ရမယ်ဒါတော့ဖြစ်နိုင်တယ်အခုအဲ့လိုတွေဖြစ်နေစိတ်ကိုနဲ့ပဲထပ်တူကြနေရလားတော့မသိဘူးဒါမဲ့ဟိုပါဘောနော်ဒီမှာမေဂျာကတ်လည်းပါတယ်ဆိုမေဂျာကတ်နက်ကတ်အောင်ပါတယ်အဆင်ပြေထိန်းကြီးနိုင်လိမ့်မယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ရေရှည် plan ကိုလည်းစဉ်းစားဖြစ်လိုက်မယ်အလုပ်ကိန်းပိုင်းမှာဆိုရင်လည်းပြီးရင်တခုခုကိုတိုးလို့တလန်းတခုခုနောက်နီးကြံ့ကြာတတ်တာတွေလည်းဖြစ်တတ်တယ်ပေါ့နော်ပြီးရင်ကိုကသူများနဲ့မတူသဘောထားကွဲလွဲတာတွေအဲ့လိုမျိုးအစ်စတင်တဲ့အလုပ်တွေလည်းအစ်စတင်တဲ့ဟာလေးတွေလည်းကိုကလုပ်ဖြစ်လိုက်မယ်ပြောမယ်ဆိုဘာပဲဖြစ်ဖြစ်ကိုကမြ мян ဆက်ဆန်နဲ့မြ мян ဆက်ဆန်နဲ့အဲ့လိုလှုပ်ချင်စိတ်ဖြစ်နေမယ်ပေါ့နော်အနောက်ရှက်လေးတွေတော့သတိထားပါလူမှုရေးပိုင်းမှာဆိုရင်အနောက်ရှက်လေးတွေကိုမနာလိုတဲ့သူတွေအတိတ်ခိုက်တွေလိုတစ္ဆာဖောက်ခံရတာတွေအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်အဲ့လိုမျိုးလေးတွေခံရတတ်တယ်ပေါ့နော်ဒါမဲ့တော့ကိုကတော့ကိုတော့ထိကြိုက်အောင်တော့မလုပ်နိုင်ပါဘူးအလုပ်ကိန်းဘေးမှာဆိုတော့အခွင့်အလမ်းတစ်တွေရောက်လာလိုက်မယ်အခွင့်အလမ်းတစ်တွေရေရှည် plan နေအဲ့လိုမျိုးရေရှည်အတွက်ကိုကစဉ်းစားဖြစ်လိုက်မယ်ပေါ့နော်အလုပ်ကိန်းဘေးနဲ့ပတ်သက်ပြီးတော့ကိုဒါကဘယ်လိုပြောမလဲဆိုတော့တခုခုကိုကအမြဲတမ်းလက်ကင်ဆွဲထားတဲ့အရာတခုပေါ့နော်ဘယ်လိုပြောမလဲဒီတခုခုဒီကိစ္စဒါလုပ်မယ်ဆိုရင်မရအောင်လုပ်မယ်အဲ့လိုမျိုးပေါ့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကိုယ့်ရဲ့စိတ်ကဒီဟာကိုလုပ်ချင်တယ်ဆိုရင်လုပ်ကိုဘယ်လိုပြောမလဲရအောင်လုပ်မယ်ပေါ့သူ့ရဲ့ reset ကဘာပဲဖြစ်ဖြစ်ပေါ့နော်လုပ်ကိုလုပ်ရမှာပုံစံလိုမျိုးပေါ့နော်အဲ့လိုဟာလေးတွေလည်းပြီးမြောက်တယ်လို့တော့မရှိဘူးပေါ့နော်အဲ့ဒီဟာလည်းအခုအဲ့လိုမျိုးပဲဆက်ပြီးစောင့်နေရမယ်ပေါ့နော်တခုခုသူ့ရဲ့ reset ကမထွက်သေးဘူးပေါ့အဲ့လိုပုံစံလိုမျိုးကိုစောင့်နစ်ရှည်လာများစောင့်ခဲ့ရတဲ့ဟာတွေကိုဇွဲကြီးကြီးနဲ့စောင့်ခဲ့ရတဲ့ဟာတွေအဲ့ဒါလေးတွေကလည်းသူ့တိုးလို့တလန်ပဲဖြစ်နေအောင်ပဲသူ့ရဲ့ကောင်းချင်းဆိုးချင်း reset ကိုမရသေးဘူးပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးရင်တော့နည်းနည်းလေးတော့ငွေကြေးနဲ့ပတ်သက်ပြီးဆိုရင်နည်းနည်းလေးအဆင်မပြေတာခက်ခဲချက်တဲတာလေးတွေတော့ဖြစ်တတ်တယ်ခက်ခဲချက်တဲတာလေးတွေတော့ဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးရင်ဒါပေမဲ့နောက်ဆုံးဒီလက်ကုံဘိန်းနောက်ဆုံးဘိန်းမှာဆိုတော့ဘလို့ပဲအခက်ခဲတွေဘလို့ပဲဖြစ်ဖြစ်ကိုကအဆင်ပြေအောင်ကြော်လွားနိုင်လိမ့်မယ်ပေါ့နော်အဆင်ပြေအောင်ကြော်လွားနိုင်လိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့ဘယ်လိုလဲကိုတော့ထိန်းကြီးဖို့လိုတယ်ဥမာနာကျင်စရာတွေပါညာရှိလဲကို healing လုပ်အဲ့လိုမျိုးပေါ့နော်နာကျင်စရာရှိရင်လဲအဲ့ဒီဟာကြီးကိုစိတ်ထဲတွေးပြီးတော့မလုံနိုင်မကိန်းနဲ့အဲ့လိုပုံစံလိုမျိုးပေါ့နော်အဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်ကို
လုံးဆရာရှိရပုံမှန်လုံးငွေကြေးကတ်ခဲတဲ့ဆိုလဲအဲ့လိုမျိုးအဲ့ရအတွက်ပူခေါင်းနဲ့ထည့်ပြီးတော့စိတ်တော့ကရောက်နေတယ်ပေါ့နော်ကိုပုံမှန်လုံးဆရာရှိရလုံးနောက်လက်ကုံဘိန်းလောက်ဆိုတော့အဆင်ပြေလာလိမ့်မယ်ပေါ့နော်လာအစမှာတွေကတော့နည်းနည်းပါခက်ခဲကြက်တဲတာတွေတော့ဖြစ်လိုက်မယ်ပေါ့နော်ဒါအလောက်ကင်ဘိန်းမှာတော့အတစ်တော့စတင်လာဖို့အခွင့်အလမ်းတစ်တွေတော့ကိုရလာဖို့ရှိပါတယ်ခြုံကြည့်မယ်ဆိုရင်တော့အဓိကတော့လူမှုရေးကတော့အဓိကလူမှုရေးနဲ့ငွေကြေးပေါ့နော်လူမှုရေးမှာတော့နည်းနည်းလေးတော့ကိုယ့်အတွက်အတိတ်ခံနောက်ရက်လေးတွေရှိမယ်ငွေကြေးဘိန်းဆိုလဲအဲ့လိုပဲနည်းနည်းအဆင်မပြေတာလေးတွေလအစမှာအဲ့လိုဖြစ်တတ်တယ်လကုန်ဘိန်းလောက်ဆိုတော့သူ့ဟာသူအဆင်ပြေသွားလိမ့်မယ်ပေါ့နော်ကိုတော့ထိန်းကြီးဖို့လိုတယ်ပေါ့နော်အဲ့ဒီစိတ်ညစ်တဲ့အရာကြီးကိုပဲအမြဲတမ်းကိုကတွေးတောပြီးတော့ဘာမှမလုပ်ချင်စိတ်ကိန်ချင်စိတ်မရှိနေဘူးဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးเนาะအဲ့ဒီဟာလေးတွေကိုကိုကကိုလှုပ်ရှားရှိရတော့ပုံမှန်ဆက်လှုပ်သွားပါเนาะအဲ့ဒါဆိုတော့အဆင်ပြေပါလိမ့်မယ်ဒါလေးကတော့10လပိုင်းရဲ့အားလေးပေါ့เนาะမျက်နှာလေးဟောပေးတာပါenergy ကြိတ်တယ်ဆိုရင်အဆင်ပြေnet ပြောတဲ့အရာမှာ negative တွေပါသွားရင်မယူချင်လဲမယူလို့ရပါတယ်เนาะဆင်ချင်ရမယ့်ဟာလေးဆိုတော့ဆင်ချင်လိုက်ပေါ့เนาะအဲ့ဒါဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်